ပါတယ်။မြေရှားဆိုရင်ခိုးတူးနေတဲ့ဟာတွေလည်းရှိတယ် KIA ထိန်းချုပ်နယ်မြေထဲမှာပဲတချို့ကိုမထိန်းနိုင်တာရှိတယ်လို့တီးတီးရဲနဲ့မတိကျင်ဟန်ဆောင်နေတဲ့ပုံစံတွေလည်းရှိတယ်ဗဟိုကဘလောက်ပဲမူဝါဒချထားနေရတစ်ခုနဲ့တစ်ခုအုပ်ချုပ်ပုံကမတူဘူးဆိုပြီးဝိုင်းမော်မြို့နယ်ဒေသခံတဦးကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မှာ KIA ကကချင်ထူးဒေသတကိုထိန်းချုပ်နိုင်ခဲ့ကရာနဲ့ချီပြီးရှိတဲ့မြေရှားတတူလောက်ကွက်တွေကိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မြေရှားတူးဖော်ရေးလုပ်ငန်းများစုကိုယာယီရဲနားခဲ့ရပဲဖြစ်ပါတယ်ကချင်ပြည်နယ်ကထွက်ရှိတဲ့မြေရှားတတူတွေဟာကမ္ဘာဈေးကွက်မှာအရေးပါတဲ့နေရာတစ်ခုရယူထားပြီးတရုတ်နိုင်ငံကအဓိကဝယ်ယူနေတာပါတရုတ်နိုင်ငံဟာမြန်မာနိုင်ငံကတင်သွင်းတဲ့မြေရှားတတူရိုင်းတွေကိုပြန်လည်တန့်စင်ကအမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံနဲ့ပြန်လည်တင်ပို့နေပြီးကမ္ဘာမြေရှားဈေးကွက်ရဲ့ရာခိုင်နှုန်း90ကျော်ကိုထိန်းချုပ်ထားပါတယ်ကမ္ဘာပေါ်မှာမြေရှားတတူအများဆုံးတူးဖော်ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့စာရင်းမှာမြန်မာနိုင်ငံလည်းပါဝင်နေပြီးတရုတ်နိုင်ငံကိုအဓိကတင်ပို့နေတာဖြစ်ပါတယ်